အားလုံးပဲမင်္ဂလာပါခင်ဗျာ Animal Facts Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အားလုံးကိုကိုက်ဖူးတဲ့ချင်းတွေအကြောင်းကိုထူးခြားတဲ့အချက်10ချက်နဲ့လူတွေကိုချင်းတွေကဘာကြောင့်ကိုက်ရတယ်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ချင်းကိုက်မခံရအောင်ဘာတွေလုပ်ရမလဲဆိုတာသိချင်ရင်တော့ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်ပေးဖို့လိုပါမယ်နော်ကဲဒါဆိုရင်စလိုက်ရအောင်ဗျာနံပါတ်1ချင်းမတွေကပဲလူတွေကိုကိုက်ပါတယ်ဟုတ်ပါတယ်တကယ်လို့တင်ကချင်းတိုင်းသွေးဆုပ်ပြီးကိုက်တတ်တယ်လို့ထင်နေရင်တော့မှားနေပါပြီကျွန်တော်တို့ကိုကိုက်တာဟာချင်းအမတွေပဲဖြစ်ပြီးတော့ချင်းအထီးတွေဟာလုံးဝမကိုက်တတ်ကြပါဘူးချင်းတွေဘာလို့ကိုက်ရလဲဆိုရင်တော့ချင်းမတွေဟာသူတို့ရဲ့ဥတွေအတွက်လိုအပ်တဲ့ဓာတ်တွေကိုကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ protein လို့ခေါ်တဲ့အသားဓာတ်ကနေရနေလို့ပါဒါကြောင့်လူတွေချင်းကိုက်ခံရတာပါနံပါတ်2ကမ္ဘာလူအသေးဆုံးယောဂဖြစ်စေတဲ့သတ္တဝါဟာချင်းတွေဖြစ်ပါတယ်ကမ္ဘာပေါ်မှာအနည်းအရှိဆုံးသတ္တဝါကဘာလဲဆိုရင်တော့ချင်းတွေလို့ပြောရင်တော့မှားမယ်မထင်ပါဘူးဗျာ။ဘာကြောင့်လဲဆိုတော့ချင်းတွေဟာဒီကနေဟိုကနေဒီကိုကူးတန်းသွားလာနေပြီးတော့ယောဂတွေကိုဖြန့်ဖြူးနေတတ်လို့ပါပဲ။နှာဖျားလိုမျိုးပြင်းထန်တဲ့ယောဂတွေကြောင့်နှစ်စဉ်လူပေါင်းမနေတည်ဆုံးနေကြရပါတယ်။နံပါတ်3ချင်းတွေကိုသာအိုလံပစ်ပြိုင်ပွဲဝင်ပြိုင်ခိုင်းမယ်ဆိုရင်တော်တော်ဆိုးရွားတဲ့ဆိုင်ရင်ကိုရရှိမှာဖြစ်ပါတယ်။ရင်ကောင်တို့ငကြယ်ကောင်တို့ထက်စာရင်ချင်းတွေဟာပိုပြီးတော့နှေးကြပါတယ်။ဘာကြောင့်လဲဆိုတော့ချင်းတွေဟာကိုက်တတ်တဲ့သတ္တဝါတွေဖြစ်ပြီးသူတို့ဟာတနာရီကိုတမိုင်ကနေတမိုင်ခွဲအထိသာပြန်နိုင်တဲ့အချိန်ရှိလို့ပါနံပါတ်4ချင်းတွေဟာညစ်ပတ်ရှုပ်ရှက်နေတဲ့နေရာတွေကိုအလွန်ကြိုက်ပါတယ်ဒီအချက်ကိုတော့အားလုံးလည်းသိကြမှာပါနော်မှောင်ပြီးတော့ညစ်ပတ်နေရင်တော့ချင်းတွေအတွက်အကြိုက်ပေါ့ဗျာနံပါတ်5ချင်းတွေဟာကျွန်တော်တို့ရှူထုတ်လိုက်တဲ့လေကိုကြိုက်ပါတယ်ချင်းတွေဟာကာဗွန်ဒိုင်အောက်ဆိုက်လို့ခေါ်တဲ့ကျွန်တော်တို့ရှူထုတ်လိုက်တဲ့လေတွေကိုကြိုက်နေတတ်ကြပါတယ်ဒီအချက်ကလည်းချင်းတွေကျွန်တော်တို့အနားမှာဝဲနေရတဲ့အဓိကအချက်တစ်ခုဖြစ်ပါတယ်နံပါတ်6ကမ္ဘာပေါ်မှာချင်းမျိုးစိတ်ပေါင်းထောင်ချီပြီးတော့ရှိပါတယ်။ American ချင်းထိန်းချုပ်ရေးအဖွဲ့အစည်းကြီးရဲ့အဆိုအရကမ္ဘာပေါ်မှာချင်းမျိုးစိတ်ပေါင်း3000ကျော်ရှိပါတယ်။နံပါတ်9ချင်းတွေဟာလောဘကြီးကြပါတယ်။ဒီအချက်ကတော့စိတ်ဝင်စားစရာပါပဲ။ချင်းတွေဟာကျွန်တော်တို့ရဲ့သွေးတွေကိုဘယ်လောက်ကြိုက်လဲဆိုရင်သူတို့ခန္ဓာကိုယ်ရဲ့3ဆလောက်ရှိတဲ့အရွယ်အစားအထိလူတွေရဲ့သွေးကိုဆုပ်ယူနိုင်ပါတယ်။နံပါတ်10ချင်းတွေဟာအသက်တိုပါတယ်။ပုံမှန်အပြင်သွေးဆုပ်တတ်တဲ့ insect တွေဟာအသက်တိုလေးရှိကြပါတယ်။အဲဒီလိုပဲချင်းတွေဟာလည်းအသက်တိုကြပါတယ်။သူတို့ရဲ့သက်တမ်းဟာပြန်မြ2လခန့်သာရှိတတ်ပါတယ်။နံပါတ်9ကမ္ဘာပေါ်မှာချင်းတွေရှိခဲ့တာတော်တော်သက်တမ်းကြာခဲ့ပါပြီ။ချင်းတွေဟာကမ္ဘာဦးသတ္တဝါတွေလို့ပြောရင်တော့ရပါတယ်။ဒိုင်နိုဆောတွေခေတ်ကလေးကပေါ်ခဲ့တယ်လို့လည်းသိရပါတယ်။တော်တော်အသက်ကြီးနေပါပြီနော်။နံပါတ်10ချင်းတွေဟာလူတွေကိုပဲကြိုက်တာမဟုတ်ပါဘူး။ချင်းတွေဟာကျွန်တော်တို့လူတွေမကဘဲနဲ့တခြားသောသတ္တဝါတွေရဲ့သွေးကိုလည်းဆုပ်ယူပြီးကြိုက်တတ်ပါသေးတယ်။ဥပမာဖားတို့ငှက်တို့လိုသတ္တဝါတွေရဲ့သွေးကိုချင်းတွေဟာဆုပ်ယူလေ့ရှိပါတယ်။ဒါတွေကတော့ချင်းတွေရဲ့အကြောင်းအချက်အလက်တွေပဲဖြစ်ပါတယ်။ချင်းကိုက်မခံခြင်းဘူးဆိုလို့ရှိရင်တော့ဒီအချက်လေးတွေကိုလိုက်လုပ်ပေးဖို့လိုပါမယ်။နံပါတ်1အိမ်သားကရေစိုးတွေကိုဖယ်ရှားပစ်ပါ။နံပါတ်2 brain box တွေကိုညဘက်ရောက်ရင်ပိတ်ထားပါ။နံပါတ်3ချင်းနိုင်စေး3ပါ။နံပါတ်4အယောင်လွင်လွင်အဝတ်အစားတွေကိုရွေးဝတ်ပါ။မိုင်းတိုင်းတိုင်းအယောင်အဝတ်အစားတွေကိုမဝတ်ပါနဲ့နံပါတ်5နေအိမ်ကိုလင်းဝင်လေထွက်ကောင်းအောင်အမြဲကြီးဆိုင်ပြီးထိမ့်သိမ်းပါကဲအားလုံးလည်းချင်းလေးတွေအကြောင်းတော်တော်များများသိသွားလောက်ပြီလို့ထင်ပါတယ်ချင်းကိုက်မခံရအောင်ဘာတွေလုပ်ရမလဲဆိုတာကိုလည်းသိသွားလောက်ပြီထင်ပါတယ်နော်နောက်ရက်တွေမှာလည်းတခြားသတ္တဝါလေးတွေအကြောင်းကိုတင်ပေးမှဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ဗီဒီယိုလေးကို like ပေးပြီး channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့ပါနဲ့ဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နော်မနေ့ပြန်မှပြန်တွေ့ပါမယ်ခင်ဗျာ